ချိန်ချိန်မှာခွဲရမှာပဲဒီသင်္ခါရတရားကိုတွေးမိတယ်ဒါပေမဲ့လည်းစိတ်ရဲ့ဆန္ဒရင်နာစရာဆိုလို့ဝါမတွေးမြင်မှုကွာဟိုချစ်ကွယ်လို့ဆိုမှုများတေချာစင်စားမိရဲ့ဟိုစဉ်ကတည်းရဲ့ရိတ်တွေလဲစိတ်ထဲရောက်ရှိလိုက်စားထုတ်ပြီးလဲပါလဲရင်မပူဆွေးရပြီတကယ်ကိုတန်ပြီးတန်တာလို့နေရင်ဘုံမစိတ်ထိခိုက်လာ